ကျမတို့ရဲ့လုပ်ငန်းတွေမှာနော်ကျမတို့တွေတချို့က product တွေကိုရောင်းတယ်တချို့ကဝန်ဆောင်မှုတွေကိုရောင်းကြတယ်ပေါ့နော်အဲ့တော့ကျမတို့တွေproduct ပဲရောင်းဝန်ဆောင်မှုပဲရောင်းကျမတို့ဒီမှာဒီ product ဆိုရင်လည်း product ရဲ့ quality ရှိရယ် service ဆိုရင်လည်း service ရဲ့ quality တွေရှိရယ်အဲ့တော့ဒီ video လေးမှာတော့ကျမတို့ရဲ့ service တွေကျမတို့ရဲ့ဝန်ဆောင်မှုတွေဒီကောင်းလားမကောင်းလားဆိုတာကိုเนาะကျမတို့တိုင်းတာနိုင်တဲ့เนาะဒီအချက်တွေကိုကျွန်တော်မျှဝေပေးခြင်းနဲ့ဆိုတော့ကျမတို့တွေဒီ 5 dimension of service quality လို့ပြောတဲ့ဒီကိုယ့်ရဲ့ service quality ကိုတိုင်းတာနိုင်တဲ့ဒီ scale ကို service quality ရဲ့စံနှုန်းပေါ့နော် scale ကိုတိုင်းတာနိုင်တဲ့အချက်5ချက်ကိုဒီ video လေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်မကတော့ဖြိုးစစာမောင်ဖြစ်ပါတယ်ကျွန်မကတော့အခုလက်ရှိမှာဒီမြန်မာနိုင်ငံအနှံ့မှာရှိရဲ့စက်ရုံတွေအလုပ်ရုံတွေပြီးတော့ဒီ retail wholesale တွေ distribution တွေကိုကျွန်တော် productivity improvement အတွက်သူတို့ရဲ့လုပ်ငန်းတွေပို့ပြီးတော့တိုးတက်လာဖို့အတွက်ပြီးသူတို့ရဲ့လုပ်ငန်းတွေမှာ cost တွေ short ချဖို့ waste တွေကိုအဓိက short ချဖို့အတွက်ကျွန်မနော်ဒီ system setup ဘိုင်းတွေလိုက်လုပ်ပေးနေတဲ့ productivity improvement ဘိုင်းတွေလုပ်ပေးနေတဲ့ trainer cam consultant တယောက်လည်းဖြစ်ပါတယ် Genius Training Center ရဲ့ founder and master trainer တယောက်လည်းဖြစ်ပါတယ်ဆိုတော့အခုကျမတို့တွေအခုလက်ရှိကိုယ့်ရဲ့လုပ်ငန်းမှာကျမတို့ရဲ့ service တွေကကောင်းနေလား customer တွေကျင့်တဲ့နေရဲ့လားဆိုတဲ့ဟာကိုတိုင်းတာနိုင်တဲ့ကျမဒီအချက်5ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့အခုဒီကျမတို့ရဲ့ဒီ product ဆိုရင်လည်း product quality ရှိရယ် service ဆိုရင်လည်း service ရဲ့ quality ရှိရယ်အဲ့တော့ကျမတို့တွေနော်ဒီ product တစ်ခုကိုဝယ်တိုင်းမှာကျမတို့ဒီဝန်ဆောင်မှုဆိုတာအမြဲတမ်းတွဲပြီးတော့ကပ်ပါရတယ်ဆိုတော့ဥမာစားတောက်ဆိုင်ဖွင့်တဲ့စားတောက်ဆိုင်တစ်ဆိုင်ဆိုပါစို့သူရောင်းတာကဒီအစားအသောက်တွေကိုရောင်းတယ်ဒီ restaurant ဒီအစားအသောက်တွေကိုရောင်းတယ်ကျမတို့ဒါပေမဲ့လာစားတဲ့ customer တွေဒီအစားအသောက်ကိုပဲစားတာမဟုတ်ပါဘူးသူတို့ဘာစားလဲဆိုတော့ဝန်ဆောင်မှုတွေကိုပါစားတာဖြစ်ပါတယ်အဲ့တော့သူတို့တွေရဲ့နော်ဒီစားတောက်တဲ့အရာကိုဒီ product တွေဒီ food တွေကိုနှစ်သက်မှုက 20% ပဲဖြစ်ပြီးတော့ဝန်ဆောင်မှုကိုသုံးစွဲမှုက 80% ရှိတယ်လို့တောင်မှပြောကြတယ်ဒါဆိုလို့ရှိရင်ကျမတို့ရဲ့ဒီဝန်ဆောင်မှုကိုတိုင်းတာနိုင်တဲ့ကျမစောနာကပြောခဲ့တဲ့ဒီ5 dimension ကဘာတွေများဖြစ်မလဲဆိုတော့ကျမတို့တွေအလွယ်အနေနဲ့ TARA လို့မှတ်ထားလို့ရတယ် T E R A R အဲ့တော့ပထမဆုံး T ကိုကျွန်မမျှဝေပေးပါမယ်အဲ့တော့ T ဆိုတာဘာလဲဆိုတော့ tangible ပါအဲ့တော့ကျမတို့ရဲ့ဒီ sign တွေကိုဝင်လာလိုက်တာနဲ့နော်ကျမတို့ဒီ tangible အနေနဲ့ကျမတို့တွေထိတွေ့ကင်တွယ်လို့ရတဲ့အနေနဲ့ဘာတွေများရှိလဲဥပမာကျမတို့ရဲ့ decoration တွေဆိုင်ရဲ့ decoration တွေဆိုင်ရဲ့ပြင်ဆင်ထားပုံတွေဥပမာ customer ကိုဆွဲဆောင်နိုင်တဲ့ဒီ decoration တွေဖြစ်မယ်ဥပမာဝန်ထမ်းတွေရဲ့နော်အပြုံးတွေဖြစ်မယ်ဝန်ထမ်းတွေရဲ့ကြိုးစိုးနှုတ်ဆက်ပုံတွေဖြစ်မယ်ဝန်ထမ်းတွေရဲ့ uniform တွေဖြစ်မယ်ဥပမာဆိုင်တွဲကိုဝင်လာလိုက်တာနဲ့ဖွင့်ထားတဲ့တချင်းအတန်ဖြစ်မယ်ဥပမာထိုင်ရတဲ့ထိုင်ကုန်တွေရဲ့တက်တာရှိမှုတွေဖြစ်မယ်ဒါမှမဟုတ်ကျမတို့ဒီထိတွေ့ကင်တွယ်ရတဲ့ဒီutensil တွေပေါ့နော်ဒီဘာခေါ်လဲစားရတဲ့ပကံတွေနော်ဒီတော့ဒီတူတွေဇွန်းတွေเนาะအဲ့တော့ဒီဟာတွေရဲ့ထိတွေ့ကင်တွယ်ရတဲ့အဆင်ပြေချုံမွေးမှုတွေဖြစ်နိုင်တယ်ဒါသည် tangible ဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ဆိုင်ကိုယ့်ရဲ့လုပ်ငန်းအထူးသဖြင့် retail တွေနောက် service တွေ customer နဲ့ direct ထိတွေ့နေရတဲ့ service လုပ်ငန်းတွေစဉ်းစားကြည့်ပါကိုယ့်ရဲ့service ကနော်ကိုယ့်ရဲ့ဆိုင်တွေကကိုယ့်ရဲ့ product တွေကဒီ tangible ဆိုတဲ့အထက်မှာအမှတ်ဘယ်လောက်လောက်များပေးလို့ရလဲဘယ်လောက်လောက်ထိ tangible နဲ့ပတ်သက်တဲ့ဒီ scale ကိုဘယ်လောက်လောက်ထိကျမတို့တွေလောက်ထားလဲပေါ့နော်ဒါလေးကိုကျမတို့အရင်ဆုံးစမ်းစစ်ကြည့်အောင်ပါအဲ့တော့ပထမတစ်ခုကတော့ tangible ဒုတိယတစ်ချက်ကတော့ empathy လို့ခေါ်ပါတယ်အဲ့တော့ empathy ဆိုတာဘာလဲစာနာမှုပါအဲ့တော့ကိုယ့်ရဲ့ဆိုင်ကိုလာဝယ်တဲ့ customer ကိုကျမတို့ကစာနာမှုနဲ့နော်ဝန်ဆောင်မှုတွေပေးဖို့လိုအပ်ပါတယ်အဲ့တော့စာနာမှုဆိုတာကကိုချင်းစာနာနဲ့မတူပါဘူးအဲ့တော့စာနာတယ်ဆိုတာဘာလဲဆိုတော့သူ့ရဲ့နေရာမှာဝင်ပြီးတော့ကိုယ်တိုင်ဝင်ပြီးတော့ခံစားတာဖြစ်ပါတယ်အဲ့တော့ကိုသာသူ့နေရာမှာဆိုလို့ရှိရင်ဘယ်လိုဝန်ဆောင်မှုတွေလိုချင်လဲဘယ်လို service တွေကိုလိုချင်လဲအဲ့တော့ကျွန်တော်တို့ဒါတွေကိုလည်းထပ်ပြီးတော့လေ့လာဖို့လိုအပ်တယ်ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်အဲ့တော့ empathy နဲ့ကျွန်တော်တို့သွားဖို့လိုအပ်တယ်အဲ့တော့နောက်တစ်ခုကတော့ TER ပထမဆုံး R ကတော့ကျွန်တော်တို့တွေ reliable ဖြစ်ဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်တို့စီကိုလာလို့ရှိရင်ဒီအစားအသောက်တွေကိုစားတဲ့အခါကျရင် reliable ဖြစ်တယ်ဥပမာတစ်ခုခုမှားလိုက်လို့ရှိရင်အချိန်မီရောက်တယ်နော် reliable ဖြစ်တယ်အဲ့တော့နောက်ကျတယ်ဆိုတာမျိုးတွေမရှိဘူးဥပမာဆိုလို့ရှိရင်ပစ္စည်းတစ်ခုမှားလို့ရှိရင်မှားရင်မှားတဲ့အတိုင်းရတယ်ပေါ့နော်အဲ့ဒါကြီးက reliable ဖြစ်တာအဲ့တော့သူ့ကိုယုံကြည်စိတ်ချရတယ်ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင် TER နောက်တစ်ခါတော့ A ပါ A ကတော့ဘာလဲဆိုရင် assurance ပါ assurance ကတော့အာမခံနိုင်မှုပေးတာပေါ့နော်ဥပမာကျွန်တော်တို့စားတောက်ဆိုင်တစ်ဆိုင်ကိုသွားမယ်စားတောက်ဆိုင်တွေကိုအဓိကရွေးချယ်ရဲဆိုရင်ကျွန်တော်တို့ဘာတွေပါထပ်ပြီးတော့ရွေးလဲဆိုရင် food safety လို့ခေါ်တဲ့အစားတောက်တွေဘေးအန္တရာယ်ကင်းရှင်းရဲ့လားဒီချက်ပုံမှာလေကျွန်တော်တို့တွေစဉ်းစားပါတယ်ဥပမာဒီအစားတောက်ကကျွန်တော်တို့သွားစားမယ့်အစားတောက်ကနော်တန့်ရှင်းရဲ့လားလက်ဆက်ရဲ့လားနော်ကျွန်တော်တို့ပြောတဲ့ physical hazard လို့ပြောတဲ့စပင်မွေးတွေ
နော်စောနာလိုမျိုးဒီပိုးကောင်တွေ insect တွေဒါမှမဟုတ်တခြားဒီနော်ဒီတန်ချောင်းတွေဇွန်းအကျိုးတွေဓာတ်အကျိုးတွေပါလာတယ်ဆိုရင်ဒါ physical hazard တွေပေါ့အဲ့တော့ဒီ physical hazard တွေနဲ့ကင်းဝေးရလားနောက်ကျမတို့ chemical hazard တွေလို့ပြောတဲ့ဒီဓာတုနော်ဒီပကံဆေးရည်ဆေးရင်းနဲ့နော်အစားတောက်ကုန်နဲ့ဝင်သွားတာမျိုးဒီလို chemical hazard တွေရောကင်းဝေးရလားနောက်ဒီ microbiological hazard လို့ပြောတဲ့ကျမတို့တွေဒီအသားတွေငါးတွေကိုလေထဲမှာအကြာကြီးထားလို့ပိုးတွေပေါက်ပွားပြီးတော့နော်ဒီအသားတွေငါးတွေကဒီပိုးတွေပါတဲ့နော်ဒီ bacteria တွေပါတဲ့အစားတောက်တွေဖြစ်နေလားဒါတွေကိုစိတ်ပူနေစရာမလိုအောင် assurance ပေးနိုင်ရဲ့လားဥပမာတချို့ဆိုရင်တချို့ဘာသာဝင်တွေဆိုလို့ရှိရင် hala product ကိုစားကျင်တာမျိုးဆိုရင်တကယ်ကို halaဖြစ်တဲ့ product ဖြစ်ရလားပေါ့နော်ဒါတွေဒီ assurance ဖြစ်ပါတယ်ဒီ assurance ကလည်းကျမတို့ရဲ့ service quality ကိုတိုင်းတာတဲ့အချက်တစ်ချက်ထဲမှာပါတယ်ပေါ့နော်အဲ့တော့နောက်ဆုံးတစ်ခုကတော့TERA နောက်ဆုံး R ကတော့ဘာလဲဆိုလို့ရှိရင် responsiveness ပါအဲ့တော့ဘယ်သူမှမဆောင်ကျင်ပါဘူးကျမတို့တွေဆိုင်တစ်ဆိုင်ကိုဝင်သွားတယ်เนาะတခုခုကို order မှာလိုက်တယ်စားဖို့အတွက် order မှာလိုက်တယ်ရောက်မလာဘူးเนาะ9မိနစ်စောင့်တယ်10မိနစ်စောင့်တယ်15မိနစ်စောင့်တယ်တဖြည်းဖြည်းနဲ့ကျမတို့စိတ်တွေတူလာတယ်ပေါ့เนาะအဲ့တော့ customer တွေအကုန်လုံးကတခုခုဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ချက်ချင်းပြန်ပြီးတော့ response လုပ်တာကိုလိုချင်တယ်အထူးသဖြင့် quick response လုပ်တာကိုလိုချင်တယ်အဲ့တော့ဒီ Messenger ကပဲ Facebook Messenger ကပဲမေးတာပဲဖြစ်ဖြစ်ဖုန်းဆက်မေးတာပဲဖြစ်ဖြစ်ဆိုင်မှာလာပြီးတော့ဝယ်တာသုံးဆောင်တာပဲဖြစ်ဖြစ် quick response ကိုလိုချင်ကြတယ်အဲ့တော့အခုကျမတို့ရဲ့ service တွေကိုပြန်ပြီးတော့ကျမစောနာကပြောတဲ့ဒီ dimensions of service quality နဲ့ပြန်ပြီးတိုင်းတာကြည့်အောင်ပထမဆုံးတစ်ခုကတော့ tangibility ဖြစ်ပါတယ်ထိတွေ့ကင်တွယ်လို့ရတဲ့ကျမတို့ဒီအချက်တွေဖြစ်တယ်ဒုတိယတစ်ခုကတော့ T E ကတော့ empathy စာနာစိတ်ဖြစ်ပါတယ်နောက်တစ်ခုကတော့ R ကတော့ reliability နောက် A ကတော့ assurance ပါကျမတို့ပေးတဲ့စားတောက်ကုန်မဲ့ဖြစ်ဖြစ် product တွေ service တွေဒီအာမခံချက်တွေရှိရမယ်နောက်ဆုံး R ကတော့ responsive နဲ့ဖြစ်ပါတယ်ပို့ပြီးတော့မြန်ဆန်ဆန်နဲ့လုပ်ပေးနိုင်ခြင်းဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကနေပြီးတော့ကိုယ့်ရဲ့ service quality ကိုတိုင်းတာမဲ့ idea တွေရသွားမယ်လို့ထင်ပါတယ်ဆိုတော့ဆက်လက်ပြီးတော့ကျွန်မမျှဝေပေးမယ့်ဗီဒီယိုတွေကိုလည်းကျမတို့ရဲ့ page တွေဖြစ်တဲ့ကျမရဲ့ဖြိုးစစာမောင်ဒီ Genius ရဲ့နောက်ပြီးတော့ကျမတို့ Genius Training Center page ရှိရဲ့ Genius Training for SME ဆိုတာရှိရဲ့ဒီ page တွေကနေပြီးတော့လည်းစောင့်မျှော်ကြည့်ရှုပေးပါဦးအကယ်၍ကျမရဲ့ဒီဗီဒီယိုလေးတွေကိုသဘောကျရဆိုရင် like and share လုပ်ပေးဖို့လည်းအားလုံးကို request လုပ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်